အားလုံးပဲမင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့1998ခုနှစ်ကထွက်ရှိခဲ့ပြီး romantic ဆန်ဆန်ဖြစ်ရမှန်အဖြစ်ပြက်ကြီးတစ်ခုရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Titanic ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကိုဒါရိုက်တာ James Cameron ကရိုက်ကူးခဲ့ပြီးတော့ဇလန်းပုံစံနဲ့အမှတ်ရစရာအောင်မြင်မှုတွေကြောင့် Hollywood ရဲ့ရုပ်ရှင်သမိုင်းမှာအထင်ကြီးဖို့အကောင်းဆုံးရုပ်ရှင်တကားဖြစ်ခဲ့ပါတယ်ဇလန်းက romance ဇလန်းဖြစ်ပြီးတော့လူရန်စားကွာခြားမှုကြောင့်အတူရှိဖို့မဖြစ်နိုင်တဲ့ချစ်သူနှစ်ယောက် Jess နဲ့ Rose တို့ရဲ့အချစ်ဇလန်းကိုပုံဖော်ထားတာပါဒါပေမဲ့လည်းဒါတင်မဟုတ်သေးပါဘူး Kevin Ewan Smith ရဲ့ Call himself cannot sim this ship ဖျားသခင်ကိုယ်တိုင်တော်မှဒီသင်္ဘောကြီးကိုမနှိမ့်မြုပ်နိုင်ဘူးဆိုပြီးလူပေါင်း1500ကျော်အသက်ပေးခဲ့ရတဲ့ Titanic သင်္ဘောကြီးရဲ့ဖြစ်ရဆိုကိုလည်းရိုက်ကူးပြသထားတာပါရုပ်ရှင်ရဲ့အစမှာတော့ Frost လိုပဲဆိုတဲ့လူနဲ့သူ့ရဲ့တငယ်ချင်းတွေက Titanic သင်္ဘောရဲ့အပျက်စီးတွေရှိတဲ့သမုဒ္ဒရာရေအောက်ကျမ်းပြင်စီသွားပြီးတော့လေးလာရှာဖွေမှုတွေလုပ်နေပါတယ်။ကောင်းသောရှာခြင်းတော့မဟုတ်ပဲသင်္ဘောနှစ်တုံးကစိန်လေဆွဲတစ်ခုပါသွားခဲ့ပြီးတော့အဲ့ဒီလေဆွဲကိုရလို့ရညာရှာနေကြတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူတို့ရှာနေတဲ့မိကန်တက်တာကိုတွေ့သွားကြတာအထဲမှာစိန်လေဆွဲရှိမယ်လို့ပဲအားလုံးကယုံကြည်နေကြပါတယ်ဒါပေမဲ့တက်တာကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူတို့လိုချင်တဲ့စိန်လေဆဲကရှိမနေပဲရေဆိုနေတဲ့ပတ်စံအနှဲငယ်ရေမိန်းမတစ်ယောက်ရဲ့ကိုလုံးကျုပ်ပကြီးကားတစ်ချက်ပဲရှိနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပကြီးကားကိုရေဆေးပြီးတော့တန့်စင်လိုက်ချိန်ပုံထဲမှာပါတဲ့အမျိုးသမီးကသူတို့လိုချင်တဲ့စိန်လေဆဲကိုဆွဲထားတာမြင်လိုက်ရပါတယ်။အဲ့ဒီသတင်းကလည်း TV အစီအစဉ်တွေမှာပါလာပြီးတော့ Rose ဆိုတဲ့ပုံပိုင်ရှင်အဖွားကြီးကလည်းတည်သွားခဲ့ပါတယ်။အဲ့နောက် Bro စီကိုဖုန်းဆက်ပြီးတော့ Bro ကလည်းလက်ခံစကားပြောခဲ့ပြီးသူ့စီလာခဲ့ဖို့ခေါ်လိုက်ပါတယ်Rose ကလည်းရောက်လာပြီးတော့ Bro ရှာဖွေထားတဲ့သူ့ရဲ့ငယ်ဘွားကပစ္စည်းတွေကိုပြန်ကြည့်ပြီးငယ်ဘွားကိုပြန်တရိယာကလွမ်းဆွတ်တန်းတနေမိပါတယ်။အဲနောက် Bro တို့ကအဲ့ဒီတော့အကြောင်းတွေကိုပြန်ပြောပြဖို့တောင်းဆိုကြတဲ့အချိန်မှာတော့ Rose က84နှစ်ကြာပြီဖြစ်တဲ့ Titanic သင်္ဘောကြီးရဲ့အကြောင်းကိုပြန်ပြောပြခဲ့တာကြောင့်ဇလန်က1912ခုနှစ်စီကိုရောက်ရှိသွားခဲ့ရပါတော့တယ်။အဲ့ဒီနေရာမှာ Rose လည်းရှိနေပြီးတော့သူကအမေရိကန်ကိုသွားမှာဖြစ်ပြီးသူ့ကိုတစ်ဖက်သက်ကြိုက်ပြီးတော့မှငွေအပုံလိုက်နဲ့သိမ်းပိုက်ထားတဲ့သူရဲ့အမျိုးသားလောင်း Hockley ဆိုသူလည်းပါပါတယ်။ဒါပေမဲ့သူမက Hockley ကိုနည်းနည်းလေးမှစိတ်ဝင်စားပါဘူး။တစ်ဖက်မှာ Jess ဆိုတဲ့လူငယ်တဦးကဖဲရရင်နဲ့ Titanic သင်္ဘောစီးကွင်းလက်မှတ်ကိုနိုင်လာခဲ့ပြီးသူ့ငယ်ချင်းနဲ့အတူသင်္ဘောပေါ်ကိုလိုက်ပါခွင့်ရခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ Rose ကသူနဲ့အတူပါလာတဲ့ပကြီးကားတွေကိုသိမ်းနေပြီးမြဲ Hockley ကတော့ပကြီးကားတွေကိုသဘောကျရသူမဟုတ်တဲ့အတွက်သူတို့နှစ်ယောက်စကားပြောအဆင်မပြေစားဖြစ်ကြပါတယ်။အဲလိုနဲ့ပဲနေ့လည်စာစားပွဲတစ်ခုကိုတက်ကြပြီးတော့ Rose နဲ့အတူသူ့အမေသူ့ခင်မွန်လောင် Titanic သင်္ဘောဒီဇိုင်းဆွဲတဲ့သူနဲ့သင်္ဘောတိစောက်တဲ့သူအပြင် Molly ဆိုတဲ့အမျိုးသမီးတို့လည်းရှိနေက Rose ကတော့ Hockley နဲ့လက်ထပ်အမကိုတွေးပြီးတော့စိတ်မအီမသာဖြစ်နေပြီးနေ့လည်စာစားဝိုင်းကနေထွက်ခဲ့ပါတယ်တစ်ဖက်မှာ Jess က Rose ကိုမြင်သွားပြီးတော့ဆွဲလန်းနေဆိုတာထက်ကိုပို့ပြီးတော့မှဆွဲလန်းသွားခဲ့တော့တယ်။အဲဒီနောက် Rose ကသင်္ဘောပေါ်တက်လာတဲ့ကအေးစစ်စစ်မနေရပဲပါတီပွဲများစွာသွားနေရပြီးဟိတ်ဟန်နေနေရတာကိုစိတ်ညစ်လာတာကြောင့်သင်္ဘောပေါ်ကနေခုန်ချဖို့လုပ်ပါတယ်။အဲဒီချိန် Jess ကရောက်လာပြီးတော့အဲ့လိုမလုပ်ဖို့တဖြည်းဖြည်းချင်းချော့ပြောရင်းနဲ့သင်္ဘောပေါ်ပြန်ခေါ်ဖို့လုပ်တော့မှတကယ်ပြုတ်ကျသွားတာကြောင့် Jess လေးခက်ခက်ခဲခဲနဲ့ကဲတင်လိုက်ရတယ်ဗျာ။ Rose အပေါ်ကိုပြန်ရောက်လာမှတခြားသူတွေကသူတို့စီကိုပြေးလာကြတာသူတို့ဖြစ်နေတဲ့ပုံစံကမတင်ကားစရာပုံစံဖြစ်နေတဲ့အကြောင်း Jess ကိုဖမ်းထားကြပြီးတော့ Rose ကဝင်ပြောပေးလိုက်မှ Jess လည်းလွတ်သွားကကျေးဇူးတင်တဲ့အနေနဲ့ညစာစားပွဲဖိတ်လိုက်ပါတယ်အိမ်နောက်မှာတော့ Hockley ကစိစက်ပွဲကြမှာပေးမယ်လို့စီစဉ်ထားတဲ့စိန်လွယ်ဆဲကိုအိမ်နဲ့ညမှာပဲပေးခဲ့ပါတယ်လေဆဲကချစ်စရာကောင်းပြီးတော့လှပနေပြီမဲ့လေ Rose ကတော့မပြောနိုင်ဖြစ်နေခဲ့တာပေါ့နောက်နေ့မှာ Rose က Jess နဲ့သွားတွေ့ပြီးကျေးဇူးစကားပြောပြီးတော့ Jess ကဘာလို့အဲ့လိုလုပ်ရလဲလို့မေးတော့သူ့ရဲ့စိတ်ထဲကပြဿနာတွေကြောက်လို့ပြန်ပြောပြီး Jess ကမင်းသူ့ကိုချစ်လားလို့မေးပါတယ် Rose ကသဘောမကျတော့ရှင်အရန်ရိုင်းနေလို့ပြောပြီးစိတ်ဆိုးကနှုတ်ဆက်ထွက်သွားဖို့လုပ်ရင်းနဲ့စကားဆက်ပြောမိရင်းကနေပြန်အဆင်ပြေသွားခဲ့ပါတယ်ပြီးတော့ Jess လက်ထဲမှာကင်ထားတဲ့စာအုပ်ကိုယူကြည့်လိုက်ပါတယ်အဲ့ဒါပကြီးစာအုပ်ဖြစ်ပြီးတော့ Jess ကိုယ်တိုင်ဆွဲထားတာဖြစ်ကမိန်းမတစ်ယောက်ရဲ့အင်ကြီးပလာပုံတွေလည်းပါနေပါတယ်။ဒါပေမဲ့အနုပညာမျက်စိရှိတဲ့ Rose ကတော့သဘောကျနေခဲ့ပါတယ်။အဲ့နောက်စကားစမြည်ပြောရင်းကနေ Rose ကယောက်ျားတစ်ယောက်လိုတရေထွေးတက်ရှင်တယ်လို့ပြောတော့ Jess ကသင်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Rose အမေတို့ရောက်ရှိလာပါတယ်။ Rose အမေက Jess ကိုသူ့အစီအစဉ်တွေကိုဖျက်ဆီးတော့မဲ့ဂျိုကောင်တစ်ကောင်လိုအကြည့်နဲ့ကြည့်နေတာပါ။ပြီးတော့ Molly ကညစာစားပွဲအတွက်ပြင်ဆင်ပြီးပြီလားလို့ Jess ကိုမေးတော့ Jess ကဟင့်အင်းလို့ပြန်ဖြေပါတယ်။အဲ့တော့ Molly လည်း Jess ကိုသူ့သားရဲ့အဝတ်စားတွေပေးဝေးလိုက်ကပြင်ဆင်ပေးပါတယ်။
Just လေလူကုန်တန်းတွေရှိတဲ့နေရာကိုသွားပြီးတော့သူတို့ရဲ့အပြုအမူတွေကိုလေ့လာကအဲ့ဒါကို Rose နဲ့တွေ့ချင်းအသုံးချလိုက်ပါတယ်ဒီလိုနဲ့ညသာစားပွဲစီကိုဆက်သွားတော့ Just ကို Rose အမေနဲ့ Holly ကမတူတလို့မတန်တလို့ပြောဆိုနေပြီးမြဲကျန်တဲ့သူတွေနဲ့ကအားလုံးအဆင်ပြေပါတယ်ညသာစားပွဲပြီးသွားချိန်မှာ Just ကပြန်တော့မယ်လို့ပြောပြီးတော့ Rose ကိုနှုတ်ဆက်တယ်လို့နဲ့ပါတီပွဲအစ်စ်ကိုသိချင်ရင်လိုက်ခဲ့လို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့် Rose လဲလိုက်သွားကနှစ်ယောက်သားပျော်ပါကခုန်ကြပါတယ်ဒါပေမဲ့လည်းနောက်နေ့မနေ့မှာ Holly ကအဲ့အကြောင်းကိုသိသွားပြီးတော့Rose ကိုအော်ဟစ်တောင်းချမ်းက Rose အမေကလည်း Jess နဲ့မတွေ့ဘူးပြောပြီးသူသာ Holly ကိုလက်မထည့်ရင်သူတို့ဘဝအချုပ်တဲ့ဘဝဖြစ်သွားမှာလို့ပြောပါတယ်။နောက်နေ့မှာသင်းမောကပရိန်စီကိုရေခဲတောင်အကြောင်းသတိပေးကြပြီးမယ်လေကပရိန်ကတော့ဘာမှမဖြစ်ဘူးလို့ပြန်ပြောခဲ့တယ်ဗျာ။အဲ့ဒီမှာ Rose လည်းရှိနေပြီးတော့ Rose ကတော့ကပရိန်ရဲ့အပြောကိုသဘောမကျဖြစ်သွားပြီးစိုးရိမ်နေကအသက်ကယ်လေးမလွန်လောက်ဘူးလို့ပြောတော့ Titanic ကအသက်ကယ်လေးပဲလေလို့ပြန်ပြောခဲ့ပါတယ်။အဲ့နောက်Rose တယောက်တည်းရှိတဲ့အချိန်မှာ Jess က Rose ကိုခေါ်လိုက်ပြီးတော့သူ့ချစ်နေတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒါပေမဲ့ Rose ကတော့ညင်းလိုက်ပြီးထပ်မပတ်သက်ဖို့ပြောကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီညမှာပဲ Rose က Jess ကိုပြန်သွားခဲ့ပြီးတော့စကားပြောဖို့အလုံးမှာ Jess က Rose ကိုသင်းမောဦးပေါ်တက်ခိုင်းလိုက်ပြီးတော့လွတ်လပ်မှုရဲ့အရာသာကိုပြလိုက်ပါတယ်။အဲ့နောက် Rose က Jess ကိုသူတို့နားတဲ့အခန်းကိုခေါ်သွားပြီးတော့ Holly ပေးထားတဲ့စိန်လယ်ဆွဲကိုပြကအဲ့ဒီလယ်ဆွဲကိုဆွဲပြီးတော့ပုံဆွဲခံကျင်တယ်လို့ပြောပါတယ်။ Jess ကလက်ခံလိုက်ပြီးတော့ Rose ကဒီလက်ဆွဲတစ်ခုတည်းဆွဲမှနော်လို့ပြောတော့ Jess လည်းကြောင်သွားခဲ့တယ်ဗျာဒီလိုနဲ့ Rose ကိုပုံဆွဲပေးလိုက်ပါတယ်ဒါကတော့ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုအရှိဆုံးအခန်းလို့ပြောလို့ရပါတယ်အဲဒီနောက် Rose က Jess နဲ့ထွက်ပြေးခဲ့ပါတယ် Holly ကတော့ရီးစားလူဦးနုကျွဲခတ်ဆိုတဲ့အတိုင်းပဲ Jess တို့ကိုအသေးရအရှင်ရဖမ်းဖို့အမိန့်ပေးခဲ့တယ်ဗျာဟဲ့ရှင်မသင်းမောခီးစဉ်စောင့်ကြည့်တဲ့လွန်ကြိုရေးနှစ်ယောက်ကအရှင်မရေခဲတောင်တောင်ရှိနေတယ်ဆိုတာကိုသိလဲရပါတယ်တိတိချင်းရေခဲတောင်ကိုရှောင်နိုင်ဖို့အကောင်းဆုံးကြိုးစားပါတယ်ဒါပေမဲ့သူတို့ထင်ထားသလိုဖြစ်မလာပဲသူတို့စီးတဲ့တိုက်တန်းနဲ့သင်္ဘောကြီးဟာရေခဲတောင်နဲ့ထိမိသွားပါတယ်အဲအကြောင်းကို Jess နဲ့ Rose ကသူ့အမေနဲ့ Holly ကိုပြန်သွားပြောဖို့လုပ်ပြီးမြဲလေ Holly က Jess ရဲ့ကိုအင်းကြီးတဲ့စိန်လေဆွဲထည့်ပြီးတော့သူ့စိန်လေဆွဲပျောက်တယ်ဆိုပြီးကြောက်ချကတခိုးလို့ဆွဆွဲလိုက်ပါတယ်အဲဒါကို Rose ကလည်းယုံသွားခဲ့ပြီးတော့ Holly တို့ကလည်း Jess ကိုတနေရာမှာသွားချုပ်ထားလိုက်ပါတယ်တခြားတစ်ဖက်မှာသင်းမောရဲ့ဥပိုင်းကိုပို့မိယုံလောက်လေးဖြစ်ပြီးသင်းမောကချက်ရှင်းမနေသေးပဲနဲ့သူတို့မှာပြင်ဆင်ချိန်2နာရီရှိနေပါတယ်လို့ကပရင်ကပြောပြီးတော့ကယ်ဆယ်ရေးတွေချက်ရှင်းခေါ်ပြီးသင်းမောတွေကလူတွေကိုလည်းကယ်ဆယ်ရေးအင်ဂျီတွေဝတ်ခိုင်းထားပါတယ်အဲနောက်ကယ်ဆယ်ရေးလေတွေပေါ်ကလေးနဲ့အမျိုးသမီးတွေကိုအရင်တင်ပေးပါတယ်ဒါတော့မှ Rose ရဲ့အမေကအသက်ကယ်လေးမှာပထမတန်းအတွက်တီးတန့်ရှိလားလို့မေးနေလို့ Rose ကလည်းဒေါသထွက်ပြီးတော့သူ့အမေကိုပါဆက်ပိတ်ထားဖို့អော်လိုက်ပါတယ်အဲ့နောက် Jess ကိုတတိယသွားပြီးတော့ Jess ကိုသွားရှာခဲ့ပါတယ်သူမှ Jess ကိုတွေ့ခဲ့ပြီးမဲ့လေ Jess ကတော့ရေထဲရောက်နေပါပြီအဲ့ဒါကြောင့် Jess ကိုခတ်ထားတဲ့လက်ထိပ်ကိုဖြီးနိုင်ဖို့တော့ရှာပြီးမဲ့လေမတွေ့တာကြောင့် Rose ကအပြင်ထွက်ပြီးတော့အကူအညီလိုက်တောင်းပေးမယ်ဘယ်သူမှမကူညီကြပါဘူးအဲ့ဒါကြောင့်ပဲအရေးပေါ်ပစိန်ကိုယူလာက Jess ကိုကယ်ထုတ်ခဲ့ပါတယ်အဲ့နောက်အပေါ်တန်းနိုင်ခဲ့ပြီးမဲ့လေတကားကတော့ပိတ်ထားခဲ့ပါတယ်အကြောင်းကပထမတန်းစားစီးတဲ့သူတွေကိုကယ်ပြီးမှတတိယတန်းကလူတွေအလဲရောက်မှာမို့လို့ပါဒါအောင်မစောင့်နိုင်တဲ့ Jess ကသူ့တငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ပိတ်ထားတဲ့တကားကိုဖျက်ဆီးလိုက်ပါတယ်ကယ်ဆယ်ရေးလေတွေအနားမှာလည်းလူတွေစုဝေးနေပြီးတော့ဗယံပတာဖြစ်နေပြီး Holly ကတော့သူ့ကိုလှေပေါ်တက်ခွင့်ပြုဖို့လက်ထိုးနေခဲ့ပါတယ်အဲ့လိုနဲ့လှေပေါ်တက်ခန့်ဒီမှာသူ့တပည့်တယောက်က Rose ကိုတခြားတစ်ဖက်မှာတွေ့ခဲ့တယ်လို့လာပြောတော့ Rose နောက်ကိုလိုက်လာခဲ့ပါတယ်ပြီးတော့ Rose ခန္ဓာကိုယ်ကကိုယ်အင်ကြီးကိုဖဲလိုက်ပြီးသူ့ကိုယ်အင်ကြီးကိုဝတ်ပေးလိုက်ပါတယ်လှေပေါ်တက်အောင်ဖြောင်းပြပေးပါတယ်သူမသိလိုက်တာကတော့သူပေးလိုက်တဲ့အင်ကြီးထဲမှာသူ့ရဲ့စိန်လွယ်စဲပါသွားတယ်ဆိုတာပါပဲဒါပေမဲ့လေပေါ်ကိုလိုက်သွားရင်းကနေသူလဲ Jess မပါပဲမသွားဘူးလို့ဆုံးဖြတ်ပြီးတင်မောပေါ်ကိုပြန်တက်လာပါတယ်အဲဒါကြောင့်ပဲဒေါသတက်လွယ်တဲ့သူလည်းဖြစ် Rose ကိုပိုင်ဆိုင်ရည်သူလည်းဖြစ်တဲ့ Holly ကသူ့တပည့်စီကတနက်ကိုယူပြီးတော့ Rose နဲ့ Jess တို့ကိုလိုက်ပြပါတယ် Jess တို့ကလည်းပြေးရင်းနဲ့တင်မောရဲ့အောက်ဆုံးထပ်ကိုပြန်ရောက်သွားပြန်ပါတယ်ပြန်တက်လာတော့ရေတွေကပိုများလာတာကြောင့်တော်တော်လေးကိုခက်ခဲခဲ့ပါတယ်အသက်ကယ်လေးနားမှာလည်းရုံးသွန်းကားတွေဖြစ်နေပြီးတော့ Holly ကတင်မောတော့တနေရာမှာငုံနေတဲ့ကလေးကိုခေါ်ဟာသူကကလေးဖေးလို့ကလင်ကချစ်လုပ်ပြီးလှေပေါ်တက်သွားပါတယ်တစ်ဖက်မှာကပရိန်ကသူ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုတဲ့အတွေ့အကြုံနောင်တရနေပါတယ်။တင်မောရဲ့အခန်းတချို့မှာတော့တင်ရင်လည်းတူသေးမယ်ဆိုပြီးအိယာပေါ်မှာပဲတူတူအိတ်နေကြတဲ့တက်ကြီးရွယ်ဦးလင်မယားနှစ်ယောက်ရဲ့ကလေးတွေကိုချော့သိမ့်နေတဲ့မိခင်ကိုလည်းတွေ့ရပါသေးတယ်။အဲ့လိုနဲ့ခဏကြာမှပဲတင်မောရဲ့ခါးလယ်ပိုင်းလောက်ကနေနှစ်ပိုင်းကျိုးသွားပြီးတော့ဖင်မီပိုင်းကမိနစ်ပိုင်းအတွင်းမှာအာဒလန်သိသမုဒ္ဒရာကြီးရဲ့ဝါမျိုးချင်းကိုစိတ်မကောင်းစွာနဲ့ခံလိုက်ရပါတယ်။ Jess ကတော့ Rose ကိုစွမ်းကိုကယ်တင်ခဲ့ကအသက်ဆက်ရှင်နေဖို့ကြိတောင်းပြီးတော့သူကတော့ Rose ကိုနှုတ်ဆက်သွားခဲ့ပါတယ်ဒီလိုနဲ့ကယ်ဆယ်ရေးလေတွေထက်ရောက်လာက Rose လည်းအသက်ဆက်ရှင်ခွင့်ရသွားခဲ့ပါတယ်နောက်ရက်တွေမှာတော့ Holly က Rose ကိုလာရှာပြီးမဲ့လေ Rose ကတော့ပုံနေခဲ့ပါတယ်အဲနောက်သူလည်းအိမ်အောင်ကျသွားပြီးတော့နှစ်အနှဲငယ်အကြာမှာစီးပွားပြက်လို့သူ့ကိုယ်သူတတ်သိသွားခဲ့ပါတယ်ဒီပြပြတွေကိုပြောပြနေတဲ့အဖွားအို Rose ကတော့ Jess ရဲ့ပုံလေးတစ်ပုံတော့မရှိလို့စိတ်မကောင်းဖြစ်နေပြီး Bro ကလည်းသူ့ရဲ့စိန်ရှာဝေးတဲ့ project ကြီး3နှစ်တိတိအချိန်ရှိခဲ့ပြီးတော့မှပျက်စီးသွားလို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်
အဆုံးထိကြည့်ရှုပေးလို့ပရိသတ်ကြီးကိုကျေးဇူးအထူးပဲတင်ပါတယ်ဗျာနောက်ရက်ဒီမှာလည်းအခုလိုမျိုးရသစုံလေးနဲ့ရုပ်ရှင်တွေကိုတင်ဆက်ပေးသွားအောင်ပါမို့လို့ channel လေးကို like and subscribe လေးလုပ်ပေးသွားခဲ့ကြပါ